မင်္ဂလာပါအခု lottery engine လေးတွေကိုဘယ်လိုတက်တန်းကြရှည်အောင်မတိန်နဲ့လုပ်ပြီးတော့ထိမ့်သိမ်းမလဲဆိုတာလေးကိုမျှဝေပေးချင်ပါတယ်ပထမတစ်ချက်ကတော့ဒီကောင်က engine wine ဒါသူက engine wine မှာ fully swinated တို့ဒီengine carbon ချိုးကိုလုံးဝတက်စင်တဲ့စနစ်တွေပါတဲ့ engine wine မျိုးသူကသုံးစရာမလိုသူက manual oil ဖြစ်သွားရပြီ manual oil 30 30 40 40ချိန်နေကြည့်ပြီးတော့ထည့်လို့ရပါတယ်ဒါပေမဲ့ကီလို4000တစ်ခါလောက်တော့ဒါကိုလဲပေးသိတယ်သူကအင်ဂျင် power stroke ကကျတော့သူကဒီအင်ဂျင်ဝိုင်ပါလဲပေးတဲ့စနစ်ပါတဲ့အတွက်ပေါ့ဒီဒါအင်ဂျင်ဝိုင်ပေါ့ဒီမှာအရန်ဈေးကြီးတဲ့ဒီ fully swinated တွေပါလေကျတော့လဲသူကသူ့မှာသုံးလို့မရဘူးဘာလို့လဲဆိုတော့သူကဒီကြီးချွတ်တဲ့ကာဗွန်ကြီးချွတ်တဲ့စနစ်တွေပါသွားတယ်ရိုတာတွေ apex တွေပစ္စည်းလွယ်လို့เนาะဒုတိယတစ်ချက်ကကျတော့ကျွန်တော်တို့ဒီလောက်သာစီပေါ့92 95ကိုစိတ်တန်တဲ့စီကိုတော့သုံးလို့ရတယ်တခုရှိတာကျွန်တော်ကဒီခါလေးဒုတီပေါ့ဒီ2အင်ဂျင်ကရိုတာအင်ဂျင်ကတော့သူကဒီ full stroke အင်ဂျင်ဖြစ်ပေမဲ့ဒီ2တီကိုဘာရောက်ထက်လဲဆိုတော့သူကဒီကဒီရိုတာဟောက်စီတွေထဲမှာ apex တွေကိုမပြည့်စည်အောင်ကာကွယ်ပေးတဲ့အနေနဲ့သုံးတာပါဒါနိုင်ငံတကာဆက်ဆရာတွေလည်းဒါလေးကိုညှောပါတယ်သူကဘယ်လိုသုံးရလဲဆိုတော့ကျွန်တော်တို့ဒီ RA8 တော်တော်များများသူကတိုင်ကီအပြည့်ဖြည့်လို့ရှိရင်စီကဒီမီးလင်းတဲ့အနေထားနေပြီးတော့ဖြည့်လို့ရှိရင်သူကလီတာ50 45အဲ့လောက်ပဲဆက်တယ်အဲ့ဒီ50 45အပြည့်ဖြည့်လိုက်ပြီးပြီဆိုရင်ဒီကောင်ကကျွန်တော်တို့250မီလီလီတာပေါ့ဒီ 0.5 ရဲ့တဝက်ပေါ့တဝက်လောက်ထည့်လိုက်ဒီကောင် rematch ဖြစ်သွားတယ်ကောင်းတာတော့2တီရင်ထည့်ပြီးမှစီဖြည့်တာကောင်းတယ်ဒါကြတော့ apex တွေကိုကာကွယ်ပေးတာပေါ့ပုံမှန်ထင်ကြသလိုကီလိုမီတာ3ပြည့်လဲရမယ်ဆိုတာမျိုးထက်ဒါကတော့ဒီထက်တက်တက်ပူရှည်တာပေါ့ဗျာကျွန်တော်သိသလောက်ကတော့ဒီကီလိုမီတာ3ဆိုတာတော့မဟုတ်ပါဘူးဒီလိုမတိတ်နဲ့လေးပုံမှန်လောက်သွားမယ်အင်ဂျင်ပိုင်းပုံမှန်လေးလဲသွားမယ်ဆိုရင်တော့ဒီ lottery engine တွေကပစ္စည်းနိုင်ချင်လဲပါတယ်ပေါ့နော်အဲ့ဒါလေးမျှဝေပေးတာပါ